ဒါတော့ကျွန်တော်ညီမလေးတွေကကိုကြီးကိုစားခြင်းလို့ပါတဲ့ချက်ကျွေးတာနော်ကျေးဇူးတင်ပါတယ်လို့နော်လာလာဟင်ဟာရဒီနိုင်မထဲဒါတော့ကျွန်တော်တို့ထဲမှာအတက်အကြီးဆုံးပေါ့နော်ဝါအကြီးဆုံးပေါ့လေကောင်းလူပြောတာနော်လေကောင်းလူအကြီးစကားနားထောင်ညရှောင်မလို့ကြနဲ့ငါလည်းတူစကားနားထောင်နေရတာဒါလို့ဆိုလုံနေရတာဟောဒါတော့ညီမလေးတွေပေါ့နော်ဒီဘက်ကလည်းညီလေးမဟုတ်ဘူးညီမလေးပဲသူကလည်းဘာလဲညီမလေးဖြစ်ချင်နေတာမကြည့်နဲ့မောင်နှမချင်းမလေးဘာချက်ညာချက်လေးတွေပါမောင်းပါဟောတော့ဘာချက်ညာချက်လေးတွေပါပဲစားစားဘူးငါ့ကိုခေါ်မကျွေးနဲ့ငါစားရင်ဘသူကနေဝန်သားမှာပဲဟုတ်လားမမေဟမ်ဆိုင်တော့ဝန်စားပြင်မှာမင်းငါတော့သူကကုံရင်ချက်ချက်ရတယ်မနော်စားဟိုအဲ့တဲ့သားအဲ့တော့ငတ်နေကြတော်ပါလေမော့စလာပါတော့ရဲရောမော့စလာစားတော်ငတ်လာနေတူတယ်ဆိုတော့မင်းတို့တိုင်းမဟုတ်ငါ့ကိုကြည့်နေစားအမလေးမင်းရလေသူမဟာတော့အယိုးဆွမ်းလာရဲလောင်လေပို့ပေးမမယ်နင်းအဖေစီအဖေရေးတမီးရတော့အဖေချီကနင်းနေပြီဆိုရအယိုးဆွဲရရွတ်လာမင်းနေပြဝတားစီအင်းစားတာနော်အစ်စားတာမယ်ဟေးအဖေသမီးပါမလီမမကောင်းလားဟောဘယ်လိုရှိရဲ့ဟာဒီနေ့ရှိနေနော်တော့ဒီလိုလုံးနေကြနော်မောင်တော့ပြောပြီညညီလေးရှစ်တို့သားညီလေးဟာရှစ်တို့သားဟာမရှက်နဲ့အမလေးမောင်နှမတွေကြရမလေးကျဲနေနာညီမချင်းညုံချက်ညီမကြီးနေငါယူမလုံနဲ့အမလေးစောကြီးတာဒီကောင်ကမာယာကခင်ဗျာအခုချိန်မှာတော့မာယာကထမင်းဝိုင်းနဲ့ဝင်လာပါခင်ဗျာရတော့ရရင်သူ့ရဲ့ကိုယ်နဲ့တော့မရပါဖုတကမင်းကောင်ဖွင့်မင်းကောင်ဆိုလို့ပဲဟုတ်လားဥက္ခရာယာတူယူထားတာအဲ့ကောင်ဘယ်မဟုတ်ဘူးဟမ်နင်းကြီးကဘယ်သူကြီးကဘယ်ကျွန်တော်ဥက္ခရာဘယင်ယူထားဥက္ခရာယူထားတာလို့မဲလေငါအချိန်ကြီးနဲ့မတိုက်လို့လားစားပါလို့ပြောစားတော့ငါတညနေလုံးပိုက်ထမင်းစားနေရမင်းအောင်ဇွန်းကြီးကယူကတ်နေတော့ဘယ်မျိုးကဒီလိုတွေဒါတရွာတဲ့နော်ညီကောင်မောင်နှမတွေအကုန်လုံးဆုံးသွားကြတာဟုတ်သူကဇွန်းလာတော့ဒါလေးတွေမီးလို့ခေါ်တယ်အဲ့ဒါဟောလို့ရတာနာဘောဒါခုကတော့မာယာကဓာတ်တွေကူးအောင်လို့မို့သူကအဲ့လိုဓာတ်တွေကူးအောင်လို့မို့နိုင်အောင်လို့နေကြဘူးဟမ်ဘာလဲလူကနိုင်အောင်လို့မလေးဟိုကမင်းအော်လာရင်ဟိုကလည်းဟိုသွားမယ်နဲ့လူကောင်းမနေနဲ့ရောင်အကြီးစကားနားထောင်မနာပြောပြီးတော့အကြီးစကားနားထောင်ဒီလေးကပိုင်ကြီးသားပိုင်မှုလို့ကြောက်ရတာကိစ္စမရှိဘူးရဲ့မင်းချက်ပြဝက်ချော်ယူကြတယ်မပိုင်နေမနဲ့အဲ့လိုကြီးကြောက်နေရကောင်လို့ကြတော့မင်းအဲ့ဒါမျိုးကောင်းတဲ့သဘောမင်းလာနားထောင်နေရင်ဒါဘဝပြစ်ပြီးမှဗီဒီယိုရိုက်တုံးလေးတော့နိုင်ရတယ်လို့ဗီဒီယိုရိုက်တုံးလေးတော့နိုင်ရတယ်လို့လားဗီဒီယိုရိုက်တုံးလေးနိုင်ရတယ်မပိုင်မဲနဲ့တော့မှရှောက်နေရတယ်ပိုင်နဲ့ကောင်သွားပြီးပြောဒီကတော့မောင်နိုင်မခံလိုက်ရကြီးရောပွဲတကပွဲပေါင်းနှွှဲလာတာဒီတပွဲတော့မရတော့ဘူးမေကြော်လို့မရဘူးဟမ်ကြော်လို့မရဘူးမေကြော်လို့မရဘူးတဘာနဲ့ဝါနဲ့ဒီကတော့မင်းမှန်းတော့ပြီဟိုညီလေးမင်းဘာလို့ဆိုမင်းဒီကအမှတ်တက်သွားကြီးရောမင်းအမှတ်တက်သွားပြီရောညီလေးမင်းဘက်ကအမှတ်ရဟောလာကြီးရောဟမ်မင်းမရောက်လာပြီရောကိုကြီးပြောတာမှန်တယ်နော်ကိုကြီးပြောတာမှန်တယ်လုံးဝတမကြတယ်မှန်မယ်လေအေးကိုကြီးကတမကြတယ်ဟုတ်တယ်ဟောငါဒီနဲ့သူကဒီလိုလို့ဘယ်လိုရဒီဟာတွေတော့ဘဲကြောက်စော်တွေပါဘဲကြောက်ဆိုတွေပါဒါတွေကဘဲကြောက်စော်တွေနော်ဘဲကြောက်စော်တွေညီမလေးပြောတော့ပြောတယ်
လွတ်ဘူးမလွတ်ဘူးမလေးမလွတ်ဘူးမလွတ်ဘူးမလေးအချိန်နဲ့နေပင်ကမရလေဟောငါတဲ့ငါပါကျင်လားမသိဘူးဒါလေးကလည်းရွာညီမလေးပေါ့နော် तू ကကြီးရများတယ်ဘာတိုင်းတာဆိုဟိုလောက်စားကျင်တာတဲ့မုံချင်းကလောက်စားကျင်တာတဲ့လို့ဝိရှော့ညာတဲ့ဝိရှော့နေဘယ်လိုအမေอ่ะ အဲ့လူလည်းပါကြတာလေ ကွာ ဟာကွင်းရောက်လာတယ် တော့ဒီတော့ပါတော့တော်တယ်မီထင်တယ် တော့လို့ခဲမလို့ အေးရောတော်တယ်မီထင်တယ်ကြောက်ကြည့်ရှောင်းတော့အစားတော့ကကြည့်ကြည့်ရှောင်း မီးတူမကြီး လာပြီလာရင်မင်းသမီးလာရင် နမိတယ် တကယ်ဒီတညကတော့မောင်နိုင်မင်းအခန့်ဆုံးပဲကွာဟင်အပွဲနှွဲလာတယ်ဒီတပွဲတော့မင်းရဘူးတပါးမင်းရောစကားပြောနေဟင် ဒါအကောင်းဆုံးပဲအဲ့လိုမျိုးအရသာကိုရှင်း ဟာနင်ကျွန်တော်ရတာကောင်းတယ်ဆိုတော့မြည်ကြည့်နေရတာကောင်းမြည်ကြည့်နေ အကောင်းဆုံးပဲမြေကြီးဒါအကောင်းဆုံးပဲသူကြီးဆိုတော့တားကြီးတော့မဟုတ်ဘူးဒီမလေးနဲ့ပဲ ကိုကြီးကရတာလို့ကောင်းတယ်လားလို့ပြောဗျာ မဟုတ်ဘူးလို့နင်လည်းမဟုတ်ဘူး ဘိုးကြီးကလည်းလက်နဲ့နေပြီးတာ တကယ်ပြောတာ သူက ဟုတ်တယ်ကောင်းပါ ကျွန်တော်ရဲ့ အားတွေ့တယ် ကျွန်တော်ရဲ့အမြင်နဲ့ပြောမယ်ဆိုတော့တော်တယ်မီထင်တယ် ဒီကြီးလက်မပါဟောတယ်ကွာအပြင်ပါနေမြောက် ရတော်တယ်မီထင်တယ် ဘိုးက မသားရတော့ပဲနေဦးမယ် မရှိတော့ကုန်ပြီဒါကတော့မောင်နှမတွေကြီးရနော်မောင်နှမတွေကြီးတယ်အမလေး ဒါပေမဲ့မားလေးကပြပွဲပြီးသွားတယ် ဟာမောင်နှမတွေကြီးတယ်နော် မတော့ရမတော့ဘူးဘာလို့ဒီ